တခါတော့ကရွာတရွာမှာမျက်စိမမြင်တဲ့လူငယ်လေးတယောက်ရှိပါတယ်အဲ့တော့ तू ကငယ်ငယ်လေးကမွေးကလေးကမျက်စိမမြင်တာဖြစ်တယ်မတန်စွမ်းတယောက်ပေါ့အဲ့တော့ तू ကညံရီကောင်းတယ်နော်သူ့ဘဝကို तू ရက်တည်နိုင်တယ်ဒါပေမဲ့သူ့ရဲ့အိမ်နီးနားချင်းတွေသူ့ရဲ့တငယ်ချင်းကောင်လေးတွေသူ့ကိုအမြဲတမ်းစကြတယ်နော်ဒီအားနည်းချက်ကိုအမြဲနှိမ်ကြတယ်အမြဲနှိပ်ကွကြတယ်အဲ့တော့ तू ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအမြဲတမ်း तू ခံစားနေရတယ်အမြဲတမ်းစိတ်ညစ်နေရတယ်တရက်တော့ तू စိတ်ညစ်လက်ညစ်နဲ့ဒီထွက်လာတယ်တော်တဲ့တနေရာကိုရောက်တဲ့အခါမှာနော်အဲ့တော့ဖုန်းတော်ကြီးတစ်ပါးနဲ့သွားပြီးတော့မှတွေ့တယ်ကျတော့ तू ကဖုန်းတော်ကြီးကိုရင်ဖွင့်တယ်ရှင်ဖျားတပည့်တော်ဘုရားမွေးကလေးကတော့မျက်စိမမြင်ဘူးအဲ့တော့တပည့်တော်ကိုယ်တိုင်စူးစမ်းတယ်ဘုရားမှာရက်တည်နေအောင်လုပ်တယ်ဒါပေမဲ့တပည့်ရဲ့တငယ်ချင်းတွေကအမြဲတမ်းဝိုင်းစားကြတယ်နှိမ်ကြတယ်တပည့်တော်စိတ်ညစ်အောင်လုပ်ကြတယ်တပည့်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့လိုပြောတဲ့အခါမှာခုနဖုန်းတော်ကြီးကဒီကောင်လေးကိုပုံမင်းလေးအကြောင်းအရာတွေတခုပြောပြတယ်လူငယ်လေးဟိုတုန်းကတောကြီးတစ်ခုထဲမှာနော်အဲ့တစ်ပင်တွေအများကြီးရှိတယ်အဲ့ဒီတစ်ပင်တွေကတကယ်ဖြောင့်တန်းပြီးတော့မှမိုးထျောင်ထိုးနေတဲ့တစ်ပင်တွေဖြစ်တယ်အဲ့ဒီထဲမှာတစ်ပင်လေးတွေရှိတယ်အဲ့ဒီတစ်ပင်လေးကကောက်နေတာနော်ကောက်တခြားပင်တွေနဲ့မတူသူအကွေးကောက်နေတာဖြစ်တဲ့အတွက်တခြားပင်တွေနဲ့ကြည့်ရင်တော့ရုပ်ဆိုးနေတယ်အဲ့တော့ဘေးနားမှာဖြောင့်နေတဲ့တစ်ပင်တွေကသူ့ကိုဝိုင်းပြီးတော့စားကြတယ်ကောက်နေတဲ့တစ်ပင်ဘာမှအသုံးမချတဲ့တစ်ပင်နော်အလကားတစ်ပင်ဆိုပြီးတော့မှအမြဲတမ်းသူ့ကိုဝိုင်းပြီးတော့လောင်ပြောင်ကြတယ်ဟာတာတွေလုပ်ကြတယ်နှိပ်ကွကြတယ်အဲ့တော့ဒီတစ်ပင်လေးလည်းအမြဲတမ်းစိတ်ညစ်နေရတယ်ကောင်လေးလိုပဲစိတ်ညစ်နေရတယ်တရက်တော့အဲ့ဒီတစ်တော်တွေကိုတစ်ခုသမားကြီးတယောက်ရောက်လာတယ်ရောက်လာပြီးတော့မှတစ်ပင်တွေရှိတဲ့အခါမှာဟာတစ်ပင်တွေကဖြောင့်ဆင်းနေရပဲဒီတစ်ပင်တွေအကုန်လုံးခုတ်ချပြီးတော့ဒါငါတို့အတွက်အသုံးချရင်တိတ်ကိုကောင်းပါပဲဆိုပြီးတွေးလိုက်မိတယ်အဲ့တော့ तू ကပြန်သွားတယ်နောက်နေ့ရောက်လာတဲ့အခါမှာတော့အဲ့ဒီတစ်ပင်တွေအကုန်လုံးကိုသူ့ရဲ့နောက်လိုက်တွေနဲ့ခုတ်ချလိုက်တယ်ဒါပေမဲ့တပင်ပဲခြံခဲ့လိုက်တယ်အဲ့ဒီတစ်ပင်ကတော့ကောက်နေတဲ့တစ်ပင်ဘာကြောင့်လဲဆိုတော့အဲ့ဒီကောက်နေတဲ့တစ်ပင်ကဘာတော့မှအသုံးမဝင်တဲ့အတွက်နော်ခြံခဲ့လိုက်တယ်တဲ့အဲ့တော့ခုနကကောက်နေတဲ့တစ်ပင်လေးစဉ်းစားတာကအော်ငါရဲ့အားနေချက်ကငါရဲ့ဘဝအားတာချက်ဖြစ်အောင်လုပ်ပေးလိုက်တာပဲသူတို့အမြဲတမ်းစနောက်ပြောင်းခဲ့တဲ့အားနေချက်ကအခုတော့သူတို့ထက်ပိုကောင်းတဲ့အားတာချက်ဖြစ်သွားပြီငါသာအကယ်၍ဖြောင်းနေခဲ့ရင်ငါလည်းတို့လိုပဲခုတ်ခံမှာဆိုပြီးတော့မှတွေးလိုက်မိတယ်ဆိုတဲ့အကြောင်းအရာလေးကိုလူငယ်လေးကိုပြောပြပါတယ်ပြီးတော့လူငယ်လေးမင်းမှာမျက်စိမမြင်တာတခုပဲအားနေချက်ရှိတယ်ကြံနဲ့ညံရီကောင်းတယ်မင်းဟာခံစားချက်နဲ့နော်လူတွေရဲ့နော်ပြောတဲ့ဆိုတဲ့စကားသံတွေနဲ့လူတွေဘာတွေဖြစ်နေဆိုတာမင်းသိတယ်မင်းနားအယံပါတယ်ဟောမင်းအားတာတဲ့အရာတွေအများကြီးပဲအားနေတာမင်းမှာဒီတခုလေးပဲရှိတယ်အဲ့တော့မင်းဘာမှစိတ်ညစ်စရာမလိုဘူးလို့ပြောတဲ့အခါမှာခုနလူငယ်လေးနားလဲသွားတယ်အဲ့တော့ကျွန်တော်ကလူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်ကဒီအကြောင်းအရာလေးတွေပြောချင်တဲ့အခါမှာပုံမြင်လေးတွေပြောတော့အားလုံးမှတ်မိတာပေါ့နော်အဲ့တော့ကလိကလာမဟုတ်ဘူးเนาะဒါကြီးကျွန်တော်ပုံမြင်ဆိုတာအားလုံးသိတဲ့အတိုင်းပဲလူတွေရဲ့ပုံစံတွေကိုပြင်သွားအောင်လို့ပြောပြတဲ့အရာဖြစ်တယ်ဆိုကျွန်တော်တို့ဘဝတွေမှာလည်းဒီတိုင်းပဲကျွန်တော်တို့လုပ်ငန်းတွေမှာလည်းဒီတိုင်းပဲเนาะအဲ့တော့လူတော်တော်များများရောလုပ်ငန်းတော်တော်များများရောကိုယ့်ရဲ့အားနည်းချက်တွေပေါ်မှာ focus လုပ်လုံးအားကြီးတယ်ကိုယ့်ရဲ့ weakness တွေပေါ်မှာ focus လုပ်တယ်လုပ်တဲ့အခါမှာကိုယ့်ရဲ့အားသာချက် strength တွေကျွန်တော်တို့ပျောက်ကုန်တယ်ပျောက်ကုန်တယ်ဟာငါဒါမရှိဘူးပဲဟိုကမရှိဘူးပဲငါဒီဟာမလုပ်တတ်ဘူးပဲဟိုကမလုပ်တတ်ဘူးပဲဆိုတဲ့เนาะအားနည်းချက်တွေနဲ့ပဲနေတဲ့ခါမှာကိုလုတ်တက်နိုင်တာတွေပျောက်သွားတယ်အဲ့တခုရှိရကျွန်တော်တို့ကအဲ့တော့ကိုအားနည်းချက်တွေကို neglect လုပ်ရမှာလားမဟုတ်သိအောင်ဖော်ထုတ်ကိုပြီးတော့ကိုယ့်ရဲ့အားသာချက်တွေကိုလည်းသိအောင်ဖော်ထုတ်ပြီးကိုယ့်ရဲ့အားသာချက်တွေပေါ်မှာအခြေခံပြီးတော့မှလုပ်ငန်းတွေလုပ်ကိုယ့်ရဲ့ဘဝကိုအောင်မြင်အောင်ကြိုးစားကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်အောင်ကြိုးစားအဲ့တော့ကျွန်တော်တို့သုံးတဲ့ strategy လေးနှစ်ခုရှိတယ်เนาะကိုယ့်ရဲ့မှာအားနည်းချက်တွေရှိလာပြီဆိုလို့ရှိရင်သုံးတဲ့ strategy နှစ်ခုရှိတယ်เนาะအဲ့တော့ strategy တစ်ခုကတော့ကျွန်တော်ပါလဲဆိုတော့ minimizing strategy နော်ကိုယ့်ရဲ့အားသာချက်တွေကို minimize နည်းနိုင်သမျှနည်းအောင်ကျွန်တော်တို့လုပ်တာ minimize လုပ်ပြတာအားနည်းချက်10ခုရှိရင် maybe 3ခု4ခုအဲ့လောက်ပဲရှိအောင်ကျွန်တော် minimizing ကျွန်တော်တို့လုပ်တဲ့ strategy တစ်ခုရှိတယ်နောက်တဲ့ strategy ကတော့ကျွန်တော်ကပါလဲဆိုတော့ conversing strategy ပေါ့ converse လုပ်တာပေါ့အဲ့တော့ကျွန်တော်ဘာလို့ဆိုတော့အားနည်းချက်ကိုအားသာချက်ဖြင့်ပြန်ပြောင်းတာခုနကတစ်ပင်လေးလိုပဲလူငယ်လေးတွေလိုပဲအဲ့တော့ကိုယ်မှရှိတဲ့အားနည်းချက်တွေကအားသာချက်ဖြင့်ပြောင်းသွားတာဒါမှမဟုတ်ကျွန်တော်ဒီဉာဏ်ရည်မကောင်းတဲ့အတွက်ကျွန်တော်ရဲ့အားနည်းချက်ဒီပါဆိုဉာဏ်မကောင်းတဲ့အတွက်ကျွန်တော်သူများရဲ့ပိုစူးစမ်းရတယ်။သူများရဲ့ပိုစူးစမ်းနိုင်တယ်။သူများရဲ့ပို့ပြီးတော့မှအချိန်ပေးနိုင်တယ်။သူများရဲ့ပို့ပြီးတော့မှကျွန်တော် consistency ရှိကျွန်တော်လုပ်တယ်။နော်အဲ့တော့ဒါကျွန်တော်ရဲ့ဒီ conversing strategy ပေါ့အဲ့တော့ကျွန်တော်ရဲ့မိဘအတိုင်းဝိုင်းထဲမှာကျွန်တော်ရဲ့အမျိုးတွေထဲမှာဟလာ influencer လည်းမရှိအောင်မြင်နေတဲ့သူတွေလည်းမရှိဘူး။အဲ့အားနည်းချက်ကိုကျွန်တော်ခြေခံပြီးပါလို့မှာလေကျွန်တော်အောင်မြင်တဲ့သူဖြစ်အောင်လုပ်မှာပေါ့ influencer ဖြစ်အောင်လုပ်မှာပေါ့လူတွေသိအောင်ဖြစ်အောင်လုပ်တဲ့လူလုပ်မှာပေါ့ဒါဒီပါလို့ဆိုတော့ conversion strategy ဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေကျွန်တော်လူငယ်တွေမိတ်ဆွေတွေလည်းဘဝမှာကိုယ်ကကြီးပွားတိုးတက်ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်เนาะခုန strategy နှစ်ခုသုံးလို့ရပါတယ်
ဒီကြောင့်အနေနဲ့ပြောမှာအခုဒီဗီဒီယိုကြည့်နေကျွန်တော်ငယ်နေမိတ်ဆွေတွေဂျိုးစုံတွေရရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ဂျိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ